ဟုတ်ပြီလူကလည်းကလေးရဲ့ကိုမိခင်ကဆွဲချင်ရှိဆွပြတဲ့အခါမှာရင်းနှီးလူကျမ်းပါကြီးနော်မိခင်စိတ်ဝင်လို့ပြေးတာထက်လာတဲ့စိတ်အကြီးရဲ့ဘုရားစီကခိုင်းနေလေသူတို့ရဲ့သူတို့ကြီးထဲလာပြီးကြတယ်အရာရာလာတဲ့အခါချီရဖို့အချင်းလုပ်ခဲ့တော့ချီရချင်းပြန်ရဝေးရှုံးခဲ့ရပြန်တယ်ဘေကလေးနဲ့သမီးနဲ့ချီရပြန်ရဝေးထားရှိခဲ့တဲ့ဂရီသဘောမပြည့်ရတာကတကြောင်မိခင်မာယာကြီးဟာမတတ်တာကတကြောင်ဒါကြောင့်မေတော်ကြီးသားတော်ရဲ့လက်ကလွတ်အောင်သာပြီးပြီးတော့မေတော်သုံးချိန်သုံးပါးတိုင်းလွတ်အောင်သာပြီးပြီးတော့မေတော်သူပြီးလိုက်ခဲ့တော့ညာလေးမမိခဲ့ရှာဘူးနောက်ဆုံးပါတော့အားရဂရီစကားပြတ်ဖို့သူဒီအတွက်ကြောင့်မိခင်မာယာကြီးမှာသမီးရွှေချုံပါတဲ့သူဥကောတက်တာစလုံးပြတ်သွားပြီးခဲ့ဒါကြောင့်လေခေါ်ဒီလိုကြီးဇင်ပြည့်စိုးနေတဲ့ဒုက္ခရည်အမိတကတိုင်းမေရောနဲ့ဆက်လို့ကိုယ်ရောအနေအမိတ်ကျေစုံထမအဖောက်တော်လို့အခရထံကြောက်လို့ဘုရားအမိတကတိုင်းမေရောကြီးပါဖေဟာဒီလိုမျိုးဒီလိုတကူအမေကိုကိုရသုံးတဲ့လေကိုနေကြအောင်မှအမျိုးမြတ်တဲ့ဘကုန်းနဲ့အမျိုးမရိုင်းတဲ့ဘကုန်းတိုင်းမေတော်ကြီးပါဗျာမင်္ဂလာရှိလာပါတယ်ဒိန်တော်မင်္ဂလာဆိုင်တော်မင်္ဂလာရောရလေကိုနဲ့တို့ကြော့ပြန်ကြွားပြန်တော်မူပါဗျာမ
ဘောမယ်လို့ပြောဗျာအမေကထားရုပ်ကိုတော့ဒီခဏရသားကြီးရဲ့အမိဆက်ဆက်ပါနေဒီသာဆိုင်နာငါအရင်ကလာနာမလေးအမြင်ညာသာဆိုင်နာငါအရင်ကလာကိုလေးလေးကိုတော့ပြန်လေ